အားလုံးပဲမင်္ဂလာပါ PSO channel မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာပေါ့နော် Redmi K70E အလုံးလေးကိုကျွန်တော်တို့ user log လေးဖြတ်ကြည့်အောင်ဟုတ်ပြီ Redmi ဖုန်းတွေမှာကျွန်တော်တို့ user log ဖြတ်တော့မယ်ဆိုရင်recovery နီးဆိုတာတော့လူတိုင်းသိနေပြီဒါပေမဲ့ဒီ FRV file မှာပြောင်းလဲလာခဲ့တဲ့ဒီအဆင့်လေးတွေကိုကျွန်တော်ဒီ video ထဲမှာထည့်ပြောသွားပြီးမှမို့လို့ကျွန်တော်လည်းအတူတူအဆုံးလေးတစ်ခါလောက်လိုက်လုပ်ကြည့်လိုက်အောင်ပေါ့နော် Okay Redmi K70E ပေါ့ဟုတ်ပြီကျွန်တော်တို့ user log ဖြတ်တော့မယ်ဆိုရင်ဒီ Redmi ဖုန်းတွေမှာဆိုရင်တော့recovery နီးနဲ့ဖုန်းတွေအကုန်လုံး Redmi ဖုန်းတွေအကုန်လုံးအခုချိန်ဒီ recovery နီးနဲ့ user log ကိုဖြတ်လို့ရနေသေးတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ FRV ဆိုတဲ့ဒီ Google account ပေါ့နော် Google account လော့ချသွားတာတကယ်တမ်းတော့ Google account ကိုကြော်ရတာပေါ့အဲ့ဒါကိုကျွန်တော်တို့က FRV lock ဆိုပြီးတော့ဒီပြောကြတာပေါ့နော်ခေါ်ကြတယ်ဟုတ်ပြီဒါအခုပတန်နေထားနေပေါ့ပတန်ပဲဖြစ် password ပဲဖြစ်ဖြစ်ဖြီးလို့ရတယ်ဆိုတာလေကျွန်တော်ရင်ဗီဒီယိုတော့ကအကုန်လုံးတော်တော်များများပြောပြခဲ့ပြီးပြီbottle key ပေါ့နော်ဒီအတန်တိုးတဲ့ခလုတ်ရှိမယ်အတန်ချဲတဲ့ခလုတ်ရှိမယ် power ခလုတ်ရှိမယ်ကျွန်တော်တို့ကအတန်ချဲတဲ့ခလုတ်ရဲ့ power ခလုတ်ရဲ့ကို3စက္ကန့်လောက်ကျွန်တော်တို့ဖိနှိပ်လိုက်မယ်ဆိုရင် recovery mode ထဲကိုရောက်သွားမှာပေါ့ဟုတ်ပြီ recovery mode ထဲကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ white data ချလို့ရတယ် Redmi ဖုန်းတွေမှာဆိုရင်ရတယ်ဒီ Xiaomi ဖုန်းတွေလည်းတူပဲပေါ့နော် Mi ဖုန်းတွေတော်တော်များများကို recovery နည်းနဲ့ဖြတ်တယ်white data ချမှာပေါ့ okay white data ကျွန်တော်တို့ဒီတရုတ်လိုလဲစာရတရုတ်စာတွေလည်းဖြစ်နေတတ်တယ်ဒီချိန်မှာအတန်တိုးတဲ့ခလုတ်တန်ချင်တဲ့ခလုတ်ပေါ်တဲ့အောက်ဆင်လို့ကျွန်တော်ရောက်တဲ့နေရာရောက်ရင် power ခလုတ်လေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီသွားချင်တဲ့နေရာကိုရောက်တယ်ပေါ့နော်ဟုတ်ပြီဒီမှာ white or data ရော white or data power ခလုတ်တစ်ချက်နှိပ်မယ်ကျွန်တော်တို့ဒီအောက်တစ်ချက်ဆွဲချပြီးတော့ power ခလုတ်ကိုထပ်နှိပ်ချသွားမယ်ဆိုရင်အဲထဲမှာရှိတဲ့ data တွေအကုန်လုံးကျွန်တော်တို့ဖြတ်ချသွားမယ်ပေါ့နော်ဖြတ်ချသွားပြီဆိုရင်ထုံးစံအတိုင်းကျွန်တော်တို့ဝင်သွားလို့ရတယ်ဒီလုံးလေးမှာဆိုရင်ပြောင်းလဲလာခဲ့တဲ့ FRV အကြောင်းလေးတွေကိုနည်းနည်းထည့်ပြောပေးမယ်ဒီ Redmi Note 73 Redmi Note 73ကနေစပြီးတော့ဗောနော်ဒီ Note 40တို့Note 40အခုနောက်ဆုံးထွက်တည်တဲ့အကုန်လုံးက FRV ကတော်တော်ကျန်းလာပြီဈေးကလည်းကျွန်တော်တို့ပြောင်းလဲလာဈေးကလည်းတော်တော်ဒီများလာခဲ့ဗောနော် FRV မှာဆိုရင်လည်းအရင်ဆိုရင်ကျွန်တော်တို့ Unlock တို့ Mobile C2 တို့နဲ့ဒီဖြီးမယ်ဆိုရင်လည်း one click ပဲလက်နဲ့ဖြီးလို့ရတဲ့အလုံးလေးတွေလည်းရှိခဲ့တယ်လက်နဲ့ဖြီးလို့ရတဲ့အလုံးလေးတွေမှာဆိုရင်ကျွန်တော်တို့ကဒီစင်ကနီးတခြား Google ထိရောက်အောင်သွားပြီးကြော်လို့ရတဲ့နီးတွေအများကြီးရှိတယ်ပေါ့ဒီအလုံးမှာလုံးဝကြော်သွားလို့ရတယ်เนาะဒီနောက်ပိုင်းထွက်အလုံးတွေမှာလုံးဝကြော်သွားလို့ရတယ် home screen ထိရောက်ပြီးလုံးဝသုံးလို့ရတဲ့အနေအထားမှာ Play Store ကလုံးဝမရအောင်Play Store အရင်သုံးခဲ့တဲ့ဒီ Play Store account ကို verify ပြန်လုပ်ခိုင်းတယ်ပြန်ဝင်ခိုင်းပြီးတော့ဒီအသက်ပြန်ဝင်လုံးဝဝင်လို့မရအောင်ဒီတိုင်းဒီအခု Redmi Note 73တို့ CV2 တို့မှာဆိုအခုလိုမျိုးနေထားထိကြော်သွားလို့ရတယ်ပြီးရင် FRV ကြော်တဲ့သင်ခန်းစာကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာဖို့လိုပါတယ်ဒီဗီဒီယိုလေးကတော့เนาะအခု FRV တွေပြောင်းလဲလာတယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသတ်ပါရစေ